ပြီအဲ့ဒီအချက်ကိုထပ်ပြီးရှင်းပြလို့ရှိရင်ခုနကဆရာတို့ဒီဘွဲတစ်ခုလုံးအနေနဲ့က360ပေါ့နော်ဒါ credit ရှိတယ်ဆိုတော့အဲ့မှာဒါကိုရဖို့အတွက် registration point ကတစ်နှစ်ကို2ကြိမ်လက်ခံမှာဖြစ်တယ်2 registration point လက်ခံမှာဖြစ်တယ်ပြီးရင်ဘယ်ချိန်နေလဲဆိုတာလည်းထပ်ပြောပြမယ်အဲ့တော့ဆရာတို့ဒီမှာခုန360 credit ထဲမှာဒီ recognize prior learning ဆရာခုနပြောဆို ACC ရဲ့ apply knowledge လို့ခေါ်တဲ့ part 1မှာ BD တို့ MA တို့ FA တို့အဲ့ဒါက level 4ပြီးတော့ကမှ ACC ရဲ့ part 2တဲ့က apply skill တဲ့ကကျန်တဲ့၄ပါတာ law tax FR audit အဲ့ဒါတွေကလည်း level 5 to 16နဲ့ညီမျှတဲ့အားလို့ပြောထားတယ်ဆိုတော့အဲ့ဒီမှာဆရာတို့ကခုနအဲ့ဒီဘာသာတွေအားလုံးပြီးထားတယ်ဆိုရင်240 credit ရတာတယ်နောက်ထပ်လိုတဲ့120ကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်နှစ်ဘာသာနဲ့ project တခုအဲ့နှစ်ဘာသာက FM ရဲ့နော် FM ဘာသာဒီမှာကုန်းနံပါတ်နဲ့ဆိုရင် PR3010 အဲ့တဘာသာအတွက်30 credit ရမယ်ဆရာတို့ခုနပြောတဲ့ဒီ teaching အနေနဲ့ပြောမယ်ဆိုလို့ရှိရင်16ပတ်ဒါသင်ရမှာဖြစ်တယ်ဆိုတော့16ပတ်ဆိုတော့အကြမ်းများပြင်ဆရာတို့ဒါ4လလောက် performance management လည်းအဲ့ဒီတိုင်းပဲ30 credit ရမှာဖြစ်တယ်16 week teaching block နဲ့သွားမှာဖြစ်တယ် project ကလည်းဆရာတို့ project ကကြတော့ credit 60 ရမှာဖြစ်တယ်သူကကြတော့ဒီ teaching section နှစ်ခု run မှာဖြစ်တယ်ဆိုတော့အခုဆရာတို့ဒါဆိုရင်30 60ဆိုတော့ပေါင်းလိုက်ရင်ဆရာတို့120အဲ့တော့ဒီခုနပြော UOL မှာ120 credit လုပ်ဖို့ဆိုတာကနှစ်ဘာသာ FM တစ်ဘာသာ credit 30 PM တစ်ဘာသာ credit 30 project credit 60တော့ပေါင်းလိုက်ရင်120ကိုကဒီဘက်က ACC ကဖြည့်ထားတဲ့240နဲ့ပေါင်းရင်360ဒါပြည့်သွားပြီဆိုရင်ဒီ BSc ကို UOL ကနေရမှာဖြစ်တယ်